မှန်ရောက်လို့ရှိရင်မဖြစ်မနေသွားမယ်နေရာတနေရာဖြစ်တယ် make up အောင်သွားမယ်ပေါ့နော်အချိန်ကတော့2နာရီခွဲဘာဖြစ်လို့ဆိုတော့သူကညကြမှာပူလှတယ်မိထွန်းတာအဲကြောင့်ညဘက်ကိုနေခြင်းလို့အဲ့မှာတော့အိတ်ကူတီကိုပြန်လာမယ်ပေါ့နော်ညဘက်ကိုနေခြင်းတဲ့အတွက်ဒီကနေ2နာရီခွဲလောက်မှသွားမယ်ပေါ့နော်ကားတော့1နာရီခွဲလောက်မောင်းရတယ်အဲ့တော့ Google Map အတိုင်းပဲသွားမယ်အခုရောက်ရင်ဘယ်လိုအချိန်လေးရှိမလဲဆိုတာကိုလိုက်ခဲ့ကြည့်ပါဦးmake up အောင်သွားရင်ဘယ်လေးလေးစရာရှိလဲဆိုတော့သူက make up အောင် waterfall ရှိတယ် waterfall အကြီးတော့မဟုတ်ဘူးတတိလေးပဲပြီးလို့ရှိရင်ကျတော့ဓာတ်ပုံရိုက်လို့ကောင်းတဲ့ coffee ဆိုင်ရရှိရယ်စမ်းချောင်းလေးပေးနာမှာ coffee ဆိုင်ဖွင့်ထားတာမျိုးတစ်တော်အုပ်ကြီးကြားထဲမှာ coffee ဆိုင်ရှိတာမျိုး Giant Tree Coffee Shop ပေါ့နော်ပြီးကြရင် make up အောင်ရွာမှာရှိတဲ့အင်္ဂလိပ်တွေခေါင်းမိုးတွေပေါ့နော်အဲ့ဒါလေးကိုတရွာလုံးရဲ့အိမ်လေးတွေကိုအပေါ်စီးကနေကြည့်ပြီးတော့ view ကောင်းကောင်းလေးနဲ့ coffee တောက်ရတဲ့ coffee ဆိုင်မျိုးအဲ့ဟာမျိုးတွေရှိပဲပေါ့နော်ရောက်လာပြီပေါ့နော် make up village ရောက်လို့ရှိရင်ဒီခွေးလေးနဲ့မရိုက်မနေရရမယ်ဆိုတော့ရိုက်ခဲ့ရသေးတယ်တော်တော်လူများ high season မို့လို့လားမသိဘူးလုံးဝလူများပြီးတော့ကားတွေရောလူတွေရောရှက်ခက်နေတာဓာတ်ပုံရိုက်ရတော့တိတ်တော့မမိုက်ဘူးပေါ့နော်နည်းနည်းလေးလူရှင်းတော့ဓာတ်ပုံပိုရိုက်လို့ကောင်းတာပေါ့နော်ကားတွေကိုပါပေးသွားနေရောကားနဲ့လူနဲ့မှာတအားတွေရှက်ခတ်ပြီးတော့ပေါ့နော်ကဲကားမသွားဘူးလူကြီးပဲသွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေဒါပေမဲ့ကိုရီလာနည်းနည်းနောက်ကျသွားတဲ့အတွက် Giant Tree တို့ View Point Coffee Shop တို့အကုန်ပိတ်သွားဟဲ့ဘယ်မှသွားလို့မရဘူးဒီ village လေးကိုပဲကြည့်ပြီးပြန်ရုံပဲရှိရောဘာလို့ဆိုတော့ကိုရီနည်းနည်းနောက်ကျသွားပါတော့အဲ့ဟာတွေ9နာရီပိတ်မယ်မသိလိုက်ဘူးအေးဆေးမှပိတ်မယ်လို့ထင်ပြီးတော့ဟိုတယ်ကနေအေးဆေးမှထွက်လာဒီရောက်တော့9နာရီလေကွက်တီပိတ်တဲ့ချိန်ဖြစ်သွားတော့ village လေးကိုပဲကြည့်ပြီးတော့ပဲပြန်တော့မှာပေါ့နော်ဒီလို view ကိုမြင်ရတဲ့ coffee ဆိုင်လေးကပိတ်သွားပြီဆိုတော့လေကားရထားတဲ့နေရာကနေပဲဒီ view ကို free ကြည့်ခဲ့ရတာပေါ့နော် coffee ဆိုင်လေးကတော့မထိုင်လိုက်ရပါဘူးဝါကတ်မြင်ရပါတယ်စီပေါပေးလေးရဲ့ညအလှတရားပေါ့နော်လုံးဝမီးတွေနဲ့လစ်ထိန်ပြီးတော့လှသလားမမေးနဲ့တချို့တွေကဒီမှာညအိတ်တယ်ပေါ့နော်ညအိတ်ပြီးတော့မှ home stay နေတယ် home stay နေပြီးတော့မှမနေ့ကမနေ့ကျမှပြန်ညရတယ်ပေါ့နော်မနေ့ပိုင်းဆိုလို့ရှိရင်တော်တော်လှရပြောတယ်ကိုရီးယားတော့ home stay မနေပြဘူးဒီညကိုပဲချင်းမိုင်ဘက်ကိုပြန်မယ်ပေါ့နော်တော်တော်တော့မှောင်နေပြီလဲတော့သတိထားမှောင်ရမယ်ဒါပေမဲ့ဒီညအလှကိုကြည့်ချင်လို့မိုးထုတ်တဲ့ထိနေရပေါ့နော်တော်တော်လှကြည့်လိုက်ဒီတွေးကြုံတာပြောရမယ်ဆိုလို့ရှိရင်ဒီဇင်ဘာမှာလာမယ်ဆိုရင်ကိုကနဲ့ကိုလာတဲ့ဆိုင်ရင်ချင်းမိုင်ကနေ make up အောင်လာတဲ့ဗန်ကားလေးနဲ့လာဒီမှာ home stay နေနောက်နေ့မှဓာတ်ပုံလေးပါလေးရိုက်ပြီးမှဗန်ကားလေးနဲ့ချင်းမိုင်ပြန်လာအကောင်းဆုံးပဲကိုကနဲ့ကိုဆိုရင် parking ရှာရတာလည်းအရန်ခက်တယ်လမ်းအရန်ချင်းတဲ့အတွက်ကားလမ်းအရန်ကျက်တယ်တနေ့ပြန်ယူဖို့တော်တော်အချိန်ယူရတယ်အခုကော်ဖီနေခြင်းကိုနေခြင်းမပြန်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုရီလိုကော်ဖီဆိုင်တွေပိတ်သွားတာမျိုးမကြုံရအောင်ချင်းမိုင်ကနေနေကြီး1နာရီလောက်ထွက်လာဒီ make up အောင်ကနေပြီးတော့ည6နာရီလောက်ပြန်ပေါ့နော်ကိုရီက9နာရီမှပြန်လာဆိုတော့တော်တော်မှောင်သွားပြီတတောင်ဒီတောင်ပတ်လန်တစ်ခုလုံးမှာကိုရီကားပဲရှိရရှေ့မှာလည်းဘာကားမှမရှိဘူးအနောက်မှာလည်းဘာကားမှမရှိဘူးဆရာသမားတော်ပြောရတယ်တယောက်ကားတားလို့ရှိရင်မရဲဖို့တော့ခါယူရီးယားကားရဲဟာလို့တွေးနေမှာဆိုလို့လေနော်တခုတော့ကိုတိုင်းပါရှင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်